တော့ဆိုင်အောင်ပကွန်ရှေ့မှာတွေ့ရတဲ့မြင်ကွင်းမှာဒါတော့ဒါပဲချမ်းပါနော်သူ့ရှေ့တဲ့တဲ့ပါဒါတော့ဆိုင်အောင်ပကွန်အတွင်းထဲပေါ့ဒါကပထမတက်မှာပါကျွန်တော်ဟိုဘက်ချမ်းကိုသွားဖို့အတွက်အတွင်းထဲကနေပြီးလှည့်ပြီးတော့သွားတာပေါ့နော်အောက်မှာဂျီတွေပက်နေတာဖြစ်တယ်ပေါ့ဆိုင်အောင်ပကွန်အတွင်းထဲမှာရှိတဲ့ပထမတက်မှာရှိတဲ့အလားစင်ထားတဲ့ decoration စင်ထားတဲ့ရေပန်းပေါ့ရေပန်းလို့ဟိုကျွန်တော်ပြောလို့ရရပါတော့တော်လေးလာပါတယ်လို့စင်ထားတာတော်လေးမိုင်းတယ်ပေါ့နော်ဟိုမျက်စိဘာသာမျက်စိအေးတယ်ပေါ့နော်ကျွန်တော်ဆိုင်ဘက်ကွန်စင်တာရဲ့ဖဖေးစင်တာပေါ့နော်မကြခင်မှာပွဲစတင်ဖို့အတွက်ကျွန်တော်တို့ဒါကဆောင်းချက်လောက်နေတာပေါ့နော်နည်းနည်းလေးဒီမှာတော့သူတို့ရေပြီးရင်ရေပက်မယ်ပေါ့နော်လောဆယ်တော့ရေမပက်သေးတဲ့အတွက်ဗီဒီယိုရိုက်လို့ရသေးတယ်ပေါ့နော်ကိုလောဆယ်ဒါကဒီမှာထိုင်းအဆိုရိုတွေတော်တော်များများဒီမှာဆိုကြမှာပေါ့နော်ဆိုင်ဘက်ကွန်စင်တာရဲ့ပထမတက်မှာရှိတဲ့အတွက်ဒီမှာဆောင်းချက်လောက်နေတာပါမကြခင်မှာစတင်တော့မှာဖြစ်ပါတယ်ဆိုင်ဘက်ကွန်ပေါ့နော်ဆိုင်ဘက်ကွန်ရဲ့ဒါဒီမှာ BTS station လည်းရှိရယ်ဒါတော့ပြောလို့ရှိရင်ဟိုပေါ့မင်းပြင်းကျယ်ပေါ့ပွဲတွေပါဒီမှာလှုပ်တယ်ဆိုဒီမှာလှုပ်ကြတာပေါ့နော်အကြခင်ကျွန်တော်တို့ပွဲစားရမှာပါတိတူကလည်းမိုးရွာမဲ့အနေထားမှာတွေ့နေရတယ်ပေါ့နော်အကြခင်ပွဲစားဖို့စောင်းချက်တွေတို့လုပ်နေပါပြီပေါ့နော်ဒါတော့ BTS ပေါ့နော်BTS ဒါ station ပေါ့အပေါ်ကအပြန်ပေါ့အောက်ကအသွားပေါ့နော်ဒါ BTS station ပါဆိုင်ဘက်ကွန်နဲ့အနီးနားမှာရှိတဲ့ BTS station ပါနော်တော့ဒီမှာတစ်ခုတွေ့ရတော့စီကန်းရှိရတခုကတယောက်ရေပုတ်တနက်တွေပါတဲ့သူအချင်းချင်းတွေပဲတယောက်ပြန်ပြစ်ကြတာများတယ်ပေါ့နော်သူပြန်ပြစ်ကိုပြန်ပြစ်တယ်ပေါ့နော်မပါတဲ့သူတွေကိုမမအနောက်ချက်ပေးတာတော့လာပြီးတော့ရေလာပြီးတော့ပတ်တာတော့သူလုံးဝမလုပ်ပါဘူးသူလုံးဝမလုပ်ပါဘူးအဲ့ဒါကသူတို့မှာစီကန်းလေးရှိပါတယ်ဗျာဒါတော့ဆိုင်ဘက်ကွန်ရဲ့အရှိချမ်းပေါ့နော်အရှိချမ်းပေါ့ပြောရတော့ကျွန်တော်တို့ဟိုဟာနဲ့ left to right ပြောရတော့ကျွန်တော်တို့မျက်နှာချင်းဆိုင်တာ left ပဲအချမ်းမှာရှိတာပါဘာလို့လဲတော့နေရမိုးရွာနေတာလေဘောတော့ပြန်ကျင်နာရောက်နေပြီပေါ့နော်စပန်တပ်စံဒီကဘူတာဂိတ်မှာပေါ့နော်ကားလာရဘူတာမဆင်းလို့ဟိုပြန်ပြီးတော့တက်စီရမှာပါဗျနောက်ဘူတာမှာဆင်းရမှာဗျဒီဘူတာမှာကျွန်တော်မှာဆင်းလာတာဒါဆိုAttention please. This train is for Bagua. Okay,